လှေဥတိုက်လှဲဥတိုက်ကဲမိတ်ဆွေတို့ကိုအခုတစ်ခေါက်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့လှေဥတိုက်လှဲဥတိုက်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီအကြောင်းအရာကတော့မိတ်ဆွေမှာကြုံချင်မှလည်းကြုံပါလိမ့်မယ်မိတ်ဆွေမှာမကြုံရင်တော့မိတ်ဆွေနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေကြုံရင်လည်းပြောပြပေးလို့ရတာပေါ့မိတ်ဆွေအနေနဲ့တည်ပြီးသားလည်းဖြစ်နေမှာပါလှေဥတိုက်လှဲဥတိုက်ဆိုတဲ့နေရာတွေမှာနေရှင်တဲ့လူနှဲပါပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေရာတွေမှာနေရင်စီးပွားရေးမဖြစ်ဘူးအလုပ်ကိုလည်းထိခိုက်တယ်အိမ်ကိုလည်းထိခိုက်တယ်လို့ကျွန်တော်တို့ကြားဘူးကြမှာပါတာမန်အယူအဆအနေနဲ့ကြည့်မယ်ဆိုရင်တော့လမ်းရဲ့ထိပ်ဖက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ရင်အသွားအလာတွေမလွတ်ဘဲနဲ့အချိန်လွန်ပြီးတော့မှဝင်ပြီးတော့မှတိုက်မိမှာဆိုလို့အန်ဒီရများလို့တော်တော်များများကယူဆကြပါတယ်အဲ့ဒီလောက်နဲ့မဟုတ်ဘဲနဲ့လောကီပညာရဲ့အယူအရကြည့်မယ်ဆိုရင်တခြားသောခိုက်စေနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်ဒီရဲ့လှေဥတိုက်လှဲဥတိုက်ဆိုတဲ့နေရာတွေကခိုက်တယ်စီးပွားမဖြစ်ဘူးမကောင်းမှုသာကြားဘူးနေကြတာဘလို့ကာကွယ်မယ်ဘလို့ကောင်းအောင်လုပ်ရမယ်ဆိုတာကိုတော့သိတဲ့လူနေပါတယ်တကယ်လဲဒီနေရာတွေကတော်တော်လေးကိုခိုက်ပါတယ်ဒီနေရာတွေမှာနေတဲ့လူတွေကစီးပွားမဖြစ်တာကျန်းမာရေးညံ့တာတွေများတယ်ကံတွေဘလောက်ပဲကောင်းကောင်းဒီအနောက်ရှက်အတားအဆီးကိုမကျော်လွှားနိုင်ပါဘူးဒီတော့လှေဥတိုက်လှဲဥတိုက်ဆိုတဲ့နေရာတွေမှာအိမ်ကိုဒါမှမဟုတ်လုပ်ငန်းကိုဒါမှမဟုတ်လူကိုမထိခိုက်အောင်ဘလို့လုပ်ပြီးကာကွယ်မလဲဆိုတော့မိတ်ဆွေတခါတည်းသာမှတ်ထားလိုက်ပါအခုဒီနီလန်းလေးကိုသာတည်သွားကြမယ်ဆိုရင်အဲ့ဒီနေရာတွေကအိမ်ဈေးတွေမြေဈေးတွေချက်ချင်းကိုခုန်တက်သွားမှာပါပဲမိတ်ဆွေအနေနဲ့တည်သွားပြီဆိုရင်တော့ဒီနီလန်းလေးကအရန်ကိုလွယ်တယ်လို့ထင်ပါလိမ့်မယ်ဒါပေမဲ့မသိသေးရင်တော့အရန်ကိုခက်ပါတယ်အိမ်နေရာတစ်ခုဒါမှမဟုတ်လုပ်ငန်းနေရာတစ်ခုရှိတဲ့လမ်းရဲ့ထိပ်တက်ဒါမှမဟုတ်ချောင်းရဲ့ထိပ်တက်တဲ့နေရာမှာရေတွင်းကြီးကြီးတစ်ခုတူးထားရပါမယ်ရေတွင်းကြီးတူးဖို့အခက်အခဲရှိတယ်ဆိုရင်တော့ရေကန်တကန်တည်ထားလိုက်ရင်မကောင်းတဲ့ဆိုးကျိုးတွေရန်ကနေကာကွယ်နိုင်ပါတယ်ဒီလိုရေတွင်းရေကန်လည်းမထားချင်ဘူးလမ်းဥတိုက်ဆိုရင်တော့အများသူငါတောက်သုံးလို့ရအောင်ရေအိုးစင်တည်ပြီးရေကူးတို့လုပ်ပြီးလိုက်ပေါ့ဗျာဒါဆိုရင်မကောင်းတဲ့ဆိုးကျိုးတွေအခိုက်တွေအညံ့တွေကနေကာကွယ်နိုင်ပါလိမ့်မယ်နောက်တစ်ခုကတော့လမ်းရဲ့ထိပ်တက်တဲ့ဒါမှမဟုတ်ချောင်းရဲ့ထိပ်တက်တဲ့မှာစတိုးဆိုင်လက်ဖက်ရည်ဆိုင်စားတောက်ဆိုင်ဗီဒီယိုယုံစသည်ဖြင့်ပေါ့လေလူများများလာတဲ့လုပ်ငန်းတွေတစ်ခုခုလုပ်ထားမယ်ဆိုရင်လည်းလုပ်ငန်းကတိုးတက်အောင်မြင်ကြီးပွားမယ်မကောင်းတဲ့ဆိုးကျိုးအခိုက်တွေကိုလည်းကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်နောက်ထပ်တစ်ခုကတော့လမ်းရဲ့ထိပ်တက်တဲ့ဒါမှမဟုတ်ချောင်းရဲ့ထိပ်တက်တဲ့မှာကြီးမှန်ကြီးကြီးတစ်ချက်ကိုလမ်းဘက်ဒါမှမဟုတ်ရင်ချောင်းဘက်ကိုမျက်နှာမူပြီးထောင်ထားလိုက်မယ်ဆိုရင်လည်းရပါတယ်ဒီလိုမှန်မထောင်ချင်ဘူးဆိုရင်ကြားကောင်းပုံတစ်ပုံကိုမှန်ရဲ့အစားသာထောင်ထားလိုက်မယ်ဆိုရင်လည်းမကောင်းတဲ့အခိုက်တွေအညံ့တွေကန်ဆိုးခြင်းတွေကနေကာကွယ်နိုင်ပါလိမ့်မယ်ကဲဒီလိုဆိုရင်မိတ်ဆွေအနေနဲ့သဘောပေါက်သွားတော့ပါပြီနော်လဲဥတိုက်လေဥတိုက်ဆိုတဲ့နေရာတွေကခိုက်တယ်မကောင်းဘူးစသည်ဖြင့်သာကြားဘူးတယ်ဘလို့ကာကွယ်ရမလဲဆိုတာသိတဲ့လူတကယ်ကိုနေပါတယ်အခုတော့ဘလို့ကာကွယ်ရမလဲဆိုတာမိတ်ဆွေသိသွားပါပြီဒီလိုသိသွားပြီဆိုရင်မိတ်ဆွေနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေမှာကြုံလာခဲ့ရင်ကျွန်တော်ရဲ့ကိုစားပြောပြပေးလိုက်ပါဗျာ